အိမ်တင်ရဲ့စီးပွားရေးကောင်းရင်မိဖို့ကြောင့်လည်းဝင်နေပစ္စည်းတွေရလဲအသားငါးတွေနဲ့ဟင်းသီးဟင်းရွက်တွေနဲ့တကယ်ကိုစားကောင်းတောက်ဖွဲ့ရင်လည်းပြေးစုံတယ်မိဖို့ကြောင့်ဖြစ်လာမှာပေါ့နော်အဲ့တော့ရှေးထုံးအယူမှာကြတော့ဒါအောင်အိမ်ရဲ့စီးပွားရေးရဲ့သက်ဆိုင်တာဒီမိဖို့ကြောင့်ဖြစ်တယ်တဲ့မိဖို့ကြောင့်ဂရုစိုက်ရတယ်တဲ့အဲ့တော့မိဖို့ကြောင့်တန်ရှင်းတဲ့အောင်ထားရတယ်နော်ကျက်သွန်တို့ဟင်းသီးဟင်းရွက်တို့တင်လာတဲ့အမိုက်တွေပြစ်ချတာလည်းမသေးမယုံပတ်ရှုပ်ပွားနဲ့မိဖို့ကြောင့်မျိုးတွေရှိနေတယ်နော်တချို့တွေဆိုရင်ဝေးခွက်တွေဆိုပြောင်းစီအောင်မတိုက်ဘူးနော်စားထားတောက်ထားတဲ့ပေါ့နော်စားပြီးတောက်ပြီးတဲ့ခွက်တွေဆိုရင်အဲမနေ့ကမှတန်းစီပြီးစီညဘက်ဒီပုံထားတယ်တနေ့ဦးဆိုင်ဟာတွေပကံတွေထပ်ထားတယ်အဲ့လိုလေးထားရှိတဲ့သူတွေရဲ့အိမ်ကြီးကတဖြည်းဖြည်းနဲ့စီးပွားရေးတသိန်းသိန်းကျဆင်းလာတဲ့စီးပွားရေးတသိန်းသိန်းကျရတော့ချက်ချင်းကျလာမဟုတ်ဖြည်းဖြည်းချင်းနဲ့တအီးအီးနဲ့မတိမတာနဲ့စီးပွားကျလာတာတီးတဲ့အချိန်မှာပေါ့တော်တော်ထောက်ရတီးရမဲ့သွားတာမျိုးတွေဖြစ်တယ်ဒါကြောင့်ကျွန်တော်မီးဖို့ကြောင့်ဂရုစိုက်ရတယ်ဒါမီးဖို့ကြောင့်တသက်ရှင်းတက်ရထားမယ်တချို့တွေဆိုလို့ရှိရင်ဒီပေါ်တော့ဟင်းချက်တော့မယ်သူအသားငါးသွင်းစားစီစားစနွေးမော်တော့နေတယ်အဲ့နေတဲ့လက်ကနေပဲနော်စားဘူးဖုံးဖွင့်တဲ့ချုံမုံဘူးဖုံးဖွင့်တဲ့စနွေးမုံဘူးဖုံးဖွင့်တဲ့လက်ပင်ကြီးတွေပေါ့နော်ဖွင့်ပြီးရင်အထည့်တယ်နော်အဲ့ဘူးဖုံးနေမှာကင်ထားတာတွေပြန်ပြီးစီးကြိုးတာတွေသုတ်တင်တာမရှိဘူးညစ်ပတ်ရှုပ်ပွားနေဒီလိုမျိုးအဲ့လိုမျိုးရှိတဲ့မီးဖို့ကြောင့်မရှိတဲ့အိမ်တွေကစီးပွားရေးမှာတော်တော်ကြီးကိုရှိရတချို့အိမ်တော်ရှင်မများတိတ်ကောင်းတယ်သူမီးဖို့ကြောင့်ကြည့်တန်ပြန့်ကော့ကြော့အောင်ထားတာအဲ့လိုမျိုးဒါသည်တန်ရှင်းအောင်နေတယ်တက်ရက်အောင်နေတယ်ဆိုတာကစင်းရဲချင်းချမ်းသာခြင်းနဲ့မဆိုင်ဘူးတချို့ဆိုလို့ချင်းထမင်းအိုးတစ်လုံးပကံနှစ်ချက်ဖြာတစ်ချက်အဲ့လိုနေတဲ့သူတွေတောင်မှတွေ့ဘူးတယ်တချို့ဆိုပြောင်းတန်ရှင်းနေအောင်နေတာအဲ့တော့ဒါလေးကကိုအမူချင်းနဲ့ပဲဆိုင်နေပေါ့နော်နောက်ပြီးတော့ဒီမိဖို့ကြောင့်လည်းမှာအထူးကတ်ထားတဲ့ပိုစတာပေါ့နော်ဒါကတော့ကျွန်တော်ပွဲစည်းတဲ့နေပါတွေကိုတီတန်ပိုစတာရောင်းတဲ့နေရာတွေမှာဝယ်လို့ရတယ်တတိမျိုးစုံရောင်းစုံလှလှပပအာစပြည့်သီးတွေတရက်သီးတွေပန်းသီးတွေလိမ်မိုသီးတွေပေါ့နော်အဲ့လိုမျိုးတတိမျိုးစုံရှိတဲ့ပိုစတာမျိုးတွေနောက်မိသားစုတွေဝိုင်းဖွဲ့ပြီးစားတောင်းနေတဲ့နိုင်ငံကပိုစတာမျိုးတွေပေါ့နော်အဲ့လိုမျိုးတွေဆိုလို့ရှိရင်ဒီမိဖို့ခံနိုင်ငံတွေမှာဘောနော်နိုင်ငံဘေးပဲလွတ်တဲ့နေရာတွေမှာအဲ့လိုချိတ်ဆွဲထားခြင်းကတ်ထားခြင်းအပြင်ဒါမိမိတို့ရဲ့ဒီမိဖို့ခံမှာဓာတ်စင်နိုင်နေပေါ့နော်အစီရင်တစ်မျိုးလို့တောင်ပြောလို့ရပါတယ်ဒါလေးကိုဘုဒ္ဓရအနေနဲ့ပြောပြပေးတာဖြစ်ပါတယ်ကျွန်တော်ကတော့ဆရာအမင်းညိုမြန်မာရွက်ဘီနေပညာဖြစ်ပါတယ်ကျောစီမှာဇာတာစစ်စေonline နေဇာတာစစ်စေပြီးပြီးမြင်းမြန်းခြင်းနဲ့ဆိုရင်တော့ကျွန်တော်ရဲ့မြန်မာရွက်ဘီနေပညာ Facebook page စီမှာတရက်ကြိုတင်ပြီးတော့စင်ပြီးမြင်းမြန်းနိုင်ပါတယ်ခုနှစ်သားသမီးများအားလုံးကိုယ်စိတ်ကျမ်းမာချမ်းသာရှိပြီးတော့စီးပွားလက်လာပါများအထူးတိုးတက်ကြပါစေလို့ဆုတောင်းမေတ္တာဘုဒ္ဓပေးလိုက်ပါတယ်